ဟုတ်ကဲ့2025ဒီဇင်ဘာလမှာယခုကျွန်တော်သွားနေတာကရှမ်းပြည်နယ်တောင်ပိုင်းဟိုပုံးမြို့နယ်တဲကအမြင့်ပေ8250မြင့်နဲ့လွယ်မိုင်းတောင်ကိုသွားနေတာဖြစ်ပါတယ်ဟိုပုံးမြို့တဲခဏဝင်ပြီးတော့လိုအပ်တာလေးတွေထပ်ဝယ်ပါတယ်ဟိုပုံးမြို့အထွက်မှာဆိုင်ကယ်တက်စီဝင်ဖြည့်ပြီးခီးဆက်ခဲ့ပါတယ်Sunset paints the sky in a fiery glow. Mountains rise up, touching clouds above. Valleys below, filled with whispers of love. On this road, every seed's a delight. From sunrise to starlight, day to night. Nature's canvas unfolding so grand. In this journey, we're living unplanned. City streets pulse with energy so bright. Neon signs flashing in the depths of night. Skyscrapers stand tall, reaching for the sky. As we pass လွယ်မိုင်းတောင် လွယ်မိုင်းလား လွယ်မိုင်းတက်ပြီ ကျွန်တော်မရောက်ဘူးဒီဘူးဝင် ရပါသေးဘူးလား wherever it ကဲ leads. စင်ပြီလား ဆိုပြီးထဲလို့ရတယ် ပြရမလားဟုတ်တစ်ဆောင်တော့ပတ်စားရမှာလား ဟုတ် Memory to keep. ဒီခီးကိုသွားဖို့အတွက်အိမ်မလိုအပ်တာတွေပြင်ဆင်ယူဆောင်လာရပါတယ်တောင်ပေါ်မှာစားဖို့တောက်ဖို့နဲ့မုန့်တွေရယ်အိပ်ဖို့အတွက်တက်နဲ့စလပီဘတ်တွေယူဆောင်လာရပါတယ်တောင်ပေါ်မှာရှုခင်းတွေတက်ဖို့ရိုက်ဖို့ရယ်မရိုက်ဘူးသေးတဲ့ငှက်တွေရှာပြီးတက်ဖို့ရိုက်ဖို့အတွက်ကျွန်တော်ရဲ့ကင်မရာကိုတေချာတင်ဆောင်လာရပါတယ်လန်ခီအရန်ကိုကျမ်းပါတယ်ဟိုအရင်နှစ်တွေကဆိုကားအမြင့်ပုံပြီးတွေနဲ့ဟိုတဖြည်းဖြည်းချင်းတက်လို့ရတာပေါ့နော်အခုဆိုရင်ဆိုင်ကယ်တောင်တက်ဖို့မလွယ်တော့ဘူးပြီးခဲ့တဲ့မိုးရာသီမှာမိုးရွာသွန်းမှုရေတိုင်စားမှုတို့ကြောင့်တောင်တွေပြိုလမ်းတွေပိတ်လမ်းလယ်တွေမှာဆိုရင်ရေမြောင်းကြီးရေမြောင်းတွေကိုဖြစ်နေရပါတော့ကြောက်တုံးကြောက်ကြမ်းလမ်းတွေဖြစ်တာရယ်ဘေးဘက်မှာကြောက်ကဘာဖြစ်တာရယ်ကြောင့်ဟိုအန်ရအရန်များလာပါတယ်တချို့လဲဒီတောင်ချီကနေလမ်းလျှောက်ပြီးတက်ကြရတယ်အချိန်အားဖြင့်3နာရီကျော်4နာရီလောက်တက်ကြရပါတယ်ခုဆိုရင်ကျွန်တော်ဒီလွယ်မိုင်းတောင်ကိုတက်လာတာပေါ့နော်ဒီရောက်လူနီးပါဖြစ်နေပါနော်ဒီနေရာမှာဆိုငှက်တန်လေးတော်ကြားရတယ်ဗျဟိုဒါပေမဲ့နောက်ကဒီကောင်အရေးများတယ်အရေးများတဲ့အတွက်ဒီမှာဆွတ်မှုရှိတယ်နောက်တစ်ခုကဒီနားလေးမှာကျွန်တော်ရေထွက်ရှိတယ်ရေထွက်ကရေလာတာနဲ့
ရေလဲရှိတယ်အရေးအဝါသာကောင်းတယ်အပင်တွေကလည်းမိုက်တယ်ပေါ့နော်မိုက်တဲ့အတွက်ငှက်တွေဒါပြုံလို့ရတယ်ဒါမှငှက်ကလေးတွေများတယ်ပါငှက်တွေလဲဆိုတော့ကျွန်တော်သေချာမကြည့်ရသေးဘူးပေါ့နော်အခုဟာကကျွန်တော်တောင်ကြီးကနေဒီလွယ်မိုင်းကိုတက်လာတဲ့ခီးစဉ်ပေါ့နော်အဲ့ခီးစဉ်မှာအခုဆိုရင်ကျွန်တော်ကလမ်းမှာတော့ဒီလမ်းတွေရဲ့ပြက်ယွင်းမှုပေါ့နော်ဒီပြက်စီးမှုတွေကိုတော့ကျွန်တော်ရိုက်ထားတာရှိတယ်ဒါဗီဒီယိုဖိုင်ထဲမှာတွေ့ပါလိမ့်မယ်ဒီကားနဲ့တော့လက်ရှိနေထားမှာတက်လို့မရသေးဘူးမိုးရင်းတော့ကရေတိုက်စားမှုကြောင့်ဒီလမ်းတွေကပြက်စီးထားတာပေါ့နော်ပြက်စီးထားတဲ့အတွက်ဂျိုင်းအကြီးတွေဟိုဟာကြီးတော်တော်ကြီးကြီးတယ်အဲ့တော့ကားတက်ဖို့ကတော့လုံးဝအဆင်မပြေသေးပါဘူးဆိုင်ကယ်နဲ့ကတော့တက်လို့ရတယ်ဆိုပေမဲ့ဟိုတော်တော်ကြီးတော့တက်ရတယ်နံပါတ်1နဲ့ပဲ1 2 2တောင်ပဲဂီယာ2တောင်မရအောင်1လောက်ပဲတော်တော်များများနဲ့တက်ရတယ်တစ်ချောင်းလုံးလို့ပေါ့နော်တနာရီကျော်တနာရီခွဲလောက်ကိုဂီယာကြီးအဲ့1 2လောက်နဲ့တက်နေရတာပေါ့နော်အခုဆိုရင်ကျွန်တော်ဆိုရင်ဒီလက်ရှိဒီနားလေးမှာရောက်တော့မှာဒီလွယ်ပိုင်းတောင်ပေါ့နော်ပေ8250အမြင့်ကိုကျွန်တော်ရောက်တော့မှာပေါ့နော်အခုလက်ရှိကျွန်တော်ကဒီတောထဲမှာခဏနားနေဒီနားလေးကနည်းလေးအရေးလေးကောင်းတယ်အေးလေးအေးရဆိုပြီးတော့ကျွန်တော်နားနေဖြစ်ပါတယ်ဘာဖြစ်မရဘူးကျော်ဘုရားကျော်အခုကျွန်တော်ကမဲနယ်တောင်တန်းကြီးပေါ့နော်မဲနယ်တောင်တန်းကြီးမှာရှိတဲ့လွယ်မိုင်းတောင်ရောက်ရှိနေဖြစ်ပါတယ်လွယ်မိုင်းတောင်ဟာဆိုရင်ဖြင့်ပေ8250မြင့်တယ်လို့သိရပါတယ်အခုဆိုရင်ကျွန်တော်ဒီပေါ်ရောက်လာပါပြီကျွန်တော်ကနေတောင်ကြီးကနေဆိုင်ငယ်နဲ့လာတာဖြစ်ပါတယ်အချိန်အားဖြင့်ကျွန်တော်တို့ဟိုဒါမောင်းနိုင်တဲ့လူဆိုရင်တော့3နာရီပေါ့နော်3နာရီဝန်းကျင်ကြာပါတယ်မောင်းနေကြမရှိဘူးဆိုရင်တော့တော်တော်လေးတော့လာရမယ်လမ်းကတော်တော်လေးကျန်းတယ်နောက်ကကျွန်တော်တို့ဒီလမ်းမှာမိုးရွာထားတော့တောင်ကနေပြိုကျထားတဲ့ဟိုရေတိုက်စားမှုတွေရှိတာပေါ့ရေတိုက်စားမှုရှိတဲ့အတွက်ကားတော့လာလို့လက်ရှိမှာအဆင်မပြေသေးပါဘူးဆိုင်ကယ်နဲ့ကတော့တွန်းတိုက်ကြော်လိုက်ခွာလိုက်နေတော့လာလို့ရပါတယ်အခုဆိုရင်ဒီလွယ်မိုင်းတောင်ပေါ်ကနေမြင်ရတဲ့ရှုခင်းကြီးကတအားကိုလှပတဲ့မြင်ကွင်းတစ်ခုဖြစ်ပါတယ်ရင်သက်ရှုမောပွဲမြင်ကွင်းကိုကြည့်ရှုခံစားလိုက်ကြရအောင်ဒါဆိုရင်ကြဲကြည့်လို့ကောင်းတယ်အေးခဏကြဲရတော့မဘိုးတို့ရမှာတောင်ပေါ်မှာဆိုရင်ဖြင့်ဒီဖုံးကျောင်းရှိပါတယ်အဲ့မှာဆရာတော်တစ်ပါးရှိရယ်ရဲရောက်ချင်းဆရာတော်ကိုဥချပြီးတော့ဆရာတော်နဲ့မိတ်ဆက်စကားပြောပါတယ်ဆရာတော်တော့မလာကြပြီပေါ့နော်စကားစမီပြောပြတာပေါ့ဟုတ်နာတောင်ပေါ်ရောက်ပြီးဒါနဲ့ဘိုက်ကစားနဲ့မပါလာတဲ့ခေါက်ဆွဲပြုတ်ကလေးနည်းနည်းစားပါတော့ခဏနားပြီးရနဲ့ညစာပါတခါတည်းစားလိုက်တယ် ဘာနော် ဒါညာပိုင်းမှာကျွန်တော်လူမျိုးဟိုစားတတ်တာပေါ့နော် ဘုန်းနဲ့ခံ ပဲပုံးနဲ့ခန်းကျင်လေးနဲ့ နည်းနည်းတော့ဆက်မယ် နည်းနည်းတော့ဆက်မယ်ဆက်ခက်လေးအေးရဆိုတော့ကောင်းတယ်ပေါ့နော်ပဲပုံးနဲ့အဲ့လိုမျိုးစမ်းစားဒီမှာဘာရင်းညာလာပြောနေရှိရတဲ့စားရှိရစားကဖလိုက်မယ်အေး ဒီရောကမင်းမေးတဲ့ဒါဝါရလက်တိလာတယ်ပိုးရမင်းဟာလာ ဘာရွက်လဲ ငါတမတဲ့နော် မထက်လို့ရဘူးအတန်တော့စကားပြောလိုက်မယ် ဒီမဟုတ်ငါလည်းရွက်နေမယ်တော့မသိဘူးပြောမေးပါဒီရောကဘောကတရကင်းနဲ့တရရွက်နဲ့ တရရွက်နေမှာနော် မြို့သီးလေးနဲ့တုံမြို့လေးနဲ့လောစားတကယ်ကောအသားမလို့ ရွက်နေမနေမသိဘူးဒါပေမဲ့တရရွက်နေ ရွ မှာ က်နေ နော် မယ်ကျွန်တော်မေး โอเค ဒီကြီးသိချင်လာအဲ့ဒါကြိုက်ပြ โอเคဒီရွက်ပါနော်ဒီရွက်နဲ့ကျွန်တော်တို့ဒီပဲပုံးချက်နဲ့ဒီရွက်နဲ့ပဲပုံးချက်နဲ့စားပါမယ် ရှက်ကော ရှေ့ကောင်းပဲကျွန်တော်တို့စားပါတော့မယ်ဒီလိုဒီညဒီလိုစားပါမယ်ပဲပုံးနဲ့စားပါမယ်
ပဲဖို့ချက်ပါနော်ခန်းရင်ဒီရောပါတယ်ပဲဖို့ချက်နဲ့သူစားမှာဖြစ်ပါတယ်နောက်ချက်အတွက်လည်းချက်ထားမှာဖြစ်ပါတယ်ဆက်လို့ပါနော် ပါကောင်းတယ် ဒီကိုရောက်လာတဲ့အဖွဲ့တွေဆိုရင်သူဟိုညပြောပါတော့6နာရီလောက်ကနေသူတက်လာတာပေါ့နော်ဒီတောင်ပေါ်ကိုအခုမှရောက်တယ်10နာရီထိုးခံနေပြီသူတို့အဖွဲ့ပေါ့နော် 哇，你那个烧你都好听嘛是的，阿鲁巴，老么是，โอเคမင်္ဂလာနံနက်ခင်းပါခင်ဗျာအခုကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့ရှမ်းပြည်နယ်တောင်ပိုင်းကျွန်တော်တို့ဒီခုံပုံမြို့နယ်ထဲမှာရှိတဲ့လွယ်မိုင်းတောင်ပေါ့နော်မဲတဲ့တောင်တန်းတွေရှိတဲ့လွယ်မိုင်းတောင်ပေါ့နော်ပေ8250နဲ့နေရာတစ်ခုကျွန်တော်ရောက်ရှိနေဖြစ်ပါတယ်အခုဒါဆိုမနက်ပိုင်းမှာပေါ့နော်မနက်ပိုင်းမှာဆိုရင်ကျွန်တော်တို့ဒီတိတ်ပင်လေးစတင်ဖြစ်ပါတော့အရန်လာနေရာကျွန်တော်ပြောလို့ထုံးစံတိုင်းမနက်ပိုင်းရောက်ပြီဆိုတာနဲ့လွယ်မိုင်းတောင်ရဲ့တောင်စလက်ပန်းနေရဲ့တိမ်ပင်လေးရဲ့ကိုမြင်တွေ့ရမှာဖြစ်ပါတယ်တောင်စလက်ကတော့ဒီနှစ်တော့တိတ်မပွင့်သေးဘူးပေါ့နော်ဒီတလာပိုင်းကုန်လောက်မှဟိုတော်တော်လေးပွင့်မယ်ထင်ပါတယ်ဆိုင်ကယ်နဲ့လာရင်6နာရီလောက်တက်လာ9နာရီခွဲကျော်လောက်တောင်ရောက်တယ်။ပြန်အဖြစ်3နာရီကျော်3နာရီခွဲလောက်တောင်ချီကနေတောင်ပေါ်ပြန်ချောက်ရတယ်ပေါ့နော်။ဆိုင်ကယ်နဲ့ဆိုတော့ကျွန်တော်1နာရီကျော်ပေါ့တက်လို့ရတယ်။အဲ့တော့ပြောချင်တာကဒီလိုຢာလေးပေါ့နော်စောင်းတွင်းမှာဆိုရင်စင်ပါလာပေါ့နော်။ဒီလိုတိမ်ပင်လေကြီးကိုတမီတမောကြီးခံစားခြင်းနဲ့တောင်စလက်တွေကိုအားရပါရကြည့်ရှုခံစားခြင်းနဲ့ဆိုရင်လွယ်မိုင်းတောင်ကြီးကိုလာရောက်ကျွန်တော်ဖိတ်ခေါ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဒါတော့ breakfast ပေါ့နနက်စာစားပြီးရင်ကျွန်တော်တို့ဒီငှက်သွားရှာမယ်ပေါ့နော်ကိုမတွေ့ဘူးတဲ့မမြင်ဘူးတဲ့ငှက်ကလေးတွေကိုသွားရှာမယ်တွေ့ရင်မှတ်တမ်းဓာတ်ပုံလေးရိုက်မှာပေါ့ညပိုင်းတော့ရောက်လာတဲ့ဒီချီချင်းတက်လာတဲ့အဖွဲ့တွေပေါ့နော်သူတို့ကတော့ဒီမနက်ပိုင်းမှာပြန်တော့မယ်ဆိုတော့ဆရာတော်ကိုဥချပြီးတော့ဒီသူတို့ပြန်ကြတော့မှာဖြစ်ပါတယ်ပြန်လိုက်ပါလို့လေ တဒါတဒါဟုတ်ပြပြကြီးဒီတော့ရှိုကိုတမရထိတ်ကနေဆင်းသွားပါပြီလမ်းကတော့မစိုးပါဘူးနည်းနည်းတော့ချော်မှာပေါ့ခုသွားနေရတော့ကျွန်တော်မိတ်ဆွေကိုမောင်ကြီးနဲ့အတူတူဒီငှက်တွေရှိလောက်တဲ့နေရာပေါ့နော်သွားကြည့်နေဖြစ်ပါတယ်တော်တော်တိုးယူရတယ်အရင်တော့ဒီနေရာဆိုကားလမ်းပေါက်တယ်အခုကတော့2နှစ်3နှစ်လောက်ကမရောက်ဖြစ်ကြတော့လူသွားလာတယ်မရှိတော့ ဒီလေတောင်ခါရတောင် ကားလမ်းမပြောနဲ့ဟိုလူသွားလမ်းတောင်မရှိ တောင်လေးကော
တော့ကျွန်တော်ကတောတိုးပြီးတော့သွားရတာပေါ့နော် တောင်းလိုက်တော့တွေ့လားတောင်းလိုက်လည်းမတွေ့ဘူးအဲ့လိုလားတော်ဝေးရနော်ဝင်လာပြီးတော့မားလာတယ်လုံးဝနော်ငါလိုင်းစီရမယ်ကျုံလာမတွေ့တော့လားလိုပါပဲလား တဲ့အောင်မယ်မရိုက်စေခြင်းလို့အေးရိုက်စေခြင်းဒီလောက်ထိတောတိုးပြီးတော့ကိုယ်ပဲလိုက်တာပြီးရပါကောင်ရိုက်ရမလဲမသိသေးဘူးဒီနားမှာအမေကခြုံများသေးလားအဲ့လူတရက်တောင်မြုပ်တယ်ဟိုဟာတွေကငှက်ရိုက်ဖို့ပေါ့နော်ဟိုငှက်ရှိရနေဟာခံမှန်းချင်နေတော့ရတာရှိမရှိရမသေးကြသေးဘူးလောဆိုတော့အမြင်တဲ့အတိုင်းပဲခြုံနေလိုက်မှာဒီလိုကြီးဖြစ်လာတာဒါတော့ဒီအကြီးတက်လာပါတော့ဒီအောက်ရှိုးတွေကတက်လာဒီမျိုးခက်တက်လာမရိုက်ပြနိုင်တော့ခက်ခဲလို့တော့အပန်းချိုက်တော့မရိုက်နိုင်တော့ဘူးတောင်ပေါ်ရောက်လို့ပျော်နေတာပေါ့နော်လုံးဝစိုးသွမ်းတဲ့လမ်းကြီးกว่าရှိုးကြီးပြောပြလိုက်ပါဦး ခုလန်းနေရတယ်ဗျာစိုးသွမ်းတာ ရှာခြင်းနဲ့ငှက်ပေါ့နော်ရှာခြင်းနဲ့ငှက်ရှာတာကိုစိုးသွမ်းလို့နဲ့လမ်းတွေတော့ဖြတ်သန်းလာတာအဲ့လမ်းတွေတော့မရိုက်နိုင်တဲ့ဘဝတွေကိုမောင်ကြီးပြောနေတာပေါ့နော်ဒီလမ်းဆိုးကြီးရတယ်လွတ်မြောက်လာပြီပေါ့လမ်းရိုးရလွတ်မြောက်လာလွတ်မြောက်လာပြီပေါ့ဒီပြနေတဲ့လမ်းမဟုတ်နော်အောက်ကဒီတော့အုပ်ရအောက်ကရှိုးခိုင်းတက်လာတယ်အဲ့မှာလမ်းနဲ့ချော်တာပေါ့အပေါ်ကရေညှိလိုမျိုးကြီးချော်တာဒါလွတ်မြောက်လာတယ်ဒါလွတ်မြောက်နေရောက်လာတာပေါ့ငါသွားရှာအဲ့မှာလမ်းဆိုးရတယ်လွတ်မြောက်လာတာဘုံကြီးကျောင်းဝန်းကျင်ဒီပတ်ချက်လက်မှာလက်ငှက်ကလေးရောရှိရပေါ့နော်အတန်တော့ကြားရတယ်အဲ့ဒါတွေများတော့သူလည်းတိတ်ပြီးမထွက်ဘူးအဲ့ဘုံကျောင်းဝန်းကျင်နားလေးမှာလည်းခဏအဆောက်ကြည့်ရပါတော့ဒီငှက်ရိုက်ဖို့တောင်ပေါ်မှာတညအိပ်ပြီးတော့ကျွန်တော်ဒီနောက်နေ့ပေါ့နော်နေ့လေတနားရီကျော်လောက်မှာပဲကျွန်တော်ပြန်ပြီးတော့ဆင်းလာတာဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျအခုဆိုရင်ကျွန်တော်လေမိုင်းတောင်ပေါ်ကနေပြန်ဆင်းလိုက်ဖြစ်ပါတယ်ဒီလမ်းခုလက်တနေရာမှာကျွန်တော်နားနေဖြစ်ပါတယ်အရန်ပင်ပန်းပါတယ်ဒီလမ်းကလည်းအရန်ဆိုးတယ်ကားလည်းလက်ရှိကားလုံးဝတက်လို့မရပါဘူးအမြင်ကားလည်းမရအောင်အနေကားလည်းမရပါဘူးခါတိုင်းပုံမှန်ဆိုရင်ဟို4 wheel နဲ့အမြင်ကားကြီးဆိုတက်လို့ရတာပေါ့နော်အခုဆိုစိုက်ကယ်နဲ့တောင်မနေပဲအတက်အဆင်းတအားကျန်းတာပေါ့နော်အခုကျွန်တော်ပြန်ဆင်းလာပြီလမ်းခုလက်နေရာမှာခဏနိုင်နဲ့လေကောင်းလေသက်ရှူရှိုက်ပေါ့နော်ဒီမှာထင်းရှူးပင်တွေဗျာဟိုအကြီးတွေပဲဒီနားမှာဆိုတချို့ပင်တွေဆိုလဲဟိုမှာရေတိုက်စားပြီးတော့ပြိုလဲသွားတာတွေတွေ့ရတယ်ဒီလွယ်မိုင်းတောင်ပေါ်မှာပေါ့နော်အဓိကကျွန်တော်ကတော့ဒီငှက်သွားရိုက်တာပေါ့ဟိုတညအိတ်ကြီးပေါ့တညအိတ်ဆိုရင်မဲ့ဒီရိုက်ခွင့်ကဒီမနက်ပိုင်းလေးပဲရှိတယ်ဒီမနက်ပိုင်းလေးမှာလည်းငှက်ကလည်းတိတ်မထွက်ဘူးမထွက်တော့လဲကိစ္စရှိတော့ပြန်ဆင်းလာတာပေါ့နော်ဟိုရှိတယ်ငှက်တွေကတိတ်မထွက်ကြတာပေါ့နော်တချို့အတန်နေကြားရတာပေါ့အဲကျွန်တော်ခြုံတိုးတိုးရှိုရဲရောက်အကောက်ပလောင်ကြီးကြောက်ရသေးတယ်ဟိုတော်သွားအဲ့ဗီဒီယိုမှာတွေ့မှာပါပေါ့နော်တွားထားခဲ့တာဒါပေမဲ့ဟိုသက်ကမရဘူးပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ရဲ့လွယ်မိုင်းတော်ခီးစဉ်ကိုဒီမှာတင်ရန်နာပြစီခင်ဗျနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့โอเค